အမျိုးသားတယောက်ရေချိုးခန်းထဲကထွက်လာခါစမှာပဲသူ့ကိုတက်ချိန်ထားတဲ့ဗီဒီယိုကင်မရာတစ်လုံးကိုရုတ်တရက်သတိထားမိလိုက်တယ်ဖြစ်ချင်တော့အဲ့ဒီနေ့စောစောပိုင်းကပဲ TV လိုင်းတစ်ခုကသူ့ကိုအင်တာဗျူးလာလုပ်သွားခဲ့တယ်ဒါပေမဲ့အင်တာဗျူးပြီးသွားတဲ့အခါသတင်းထောက်ကကင်မရာကိုမတော်တဆမိကြံခဲ့တာအခုတော့သူဟာအရန်နေရခတ်တဲ့အခြေအနေထဲရောက်သွားတယ်ကင်မရာထဲပါမသွားအောင်ကင်မရာရဲ့မမြင်နိုင်တဲ့နေရာကိုရှာခဲ့ရတယ်တေချာလေးလာပြီးနောက်အလုံးကြုံဆုံးနီးလန်းကကင်မရာရှိကနေလေးဘက်ထောက်သွားဖို့ပဲလို့ဆုံးဖြတ်လိုက်တယ်ဒါပေမဲ့အံ့ဩဖို့ကောင်းတာကသူကင်မရာထဲပါသွားတော့မယ်အဲ့ဒီအချိန်မှာပဲသူမိဘတွေအိမ်ပြန်ရောက်လာကြတယ်သူကအမြန်ပြေးထွက်ပြီးသူတို့ကိုတားလိုက်တယ်ပြီးတော့အခြေအနေကိုရှင်းပြလိုက်တယ်သူကမိဘတွေကိုစိတ်အေးထားဖို့နဲ့ကင်မရာရှိမှအရှက်ရစေမဲ့အပြုအမူတွေမလုပ်မိဖို့တတိပေးလိုက်တယ်အပေါ်ရံမှာတော့သူမိဘတွေကသဘောတူလိုက်ကြပေမဲ့သူတို့လက်ထွက်သွားတာနဲ့သူ့ရဲ့ငငယ်ကလေးကရခဲ့တဲ့လက်မှတ်တွေစုတစိတ်တွေအကုန်ဆွဲထုတ်လာပြီးကင်မရာမန်ဘီလူရှိမှဂုံယူဝင်းကြွားစွာပြသပါတော့တယ်ဒါတင်မကသူတို့တခါမှမလုပ်ဘူးတဲ့အစားအသောက်တွေနဲ့ပွဲတော်ကြီးတစ်ခုကိုတောင်ပြင်ဆင်လိုက်ကြတယ်သူ့အမေကတခါမှဝတ်ဖို့စိတ်မကူးခဲ့တဲ့ကောင်းဝင်ရှည်ကြီးကိုထုတ်ဝတ်တယ်သူ့အဖေကလည်းသူ့ရဲ့အကောင်းဆုံးဝတ်စုံပြည့်ကြီးကိုဝတ်ဆင်လိုက်တယ်အရန်တိမ်မွေ့ပြီးကြော်ရှင်းနေအောင်ဟန်ဆောင်နေတဲ့မိဘတွေကိုမြင်လိုက်ရတော့သူလုံးဝနေမထိထိုင်မသာဖြစ်သွားတယ်အစားအသောက်တွေအပြည့်ပုံနေတဲ့စပွဲကြီးကိုကြည့်ပြီးဘာစကားမှတော့မပြောနိုင်တော့ဘူးဒါပေမဲ့သူ့အမေကတက်ပြင်းချပြီးပုံမှန်ဆိုသားလေးကဒီလိုရိုးရိုးရှင်းရှင်းဟင်းတွေပဲစားနေရတာတနာလိုက်တာလို့ပြောလိုက်တယ်ပြီးတော့သူ့အဖေကသူတို့မိသားစုရဲ့ကြက်ကြော်ကိုယူလာပြီးကင်မရာကိုတက်တက်ကြီးကကြော်ညာပါတော့တယ်မကြခင်မှာပဲသူ့အကိုအလုတ်ကနေပြန်ရောက်လာတယ်သူကအကိုကိုကင်မရာထဲပါသွားအောင်မဟုတ်ကတွေမလုပ်ဖို့အမြန်တတိပေးလိုက်တယ်အကိုကလည်းသဘောတူတဲ့ပုံနဲ့ခေါင်းညှိလိုက်ပေမဲ့လူတိုင်းအိပ်ပျော်သွားတဲ့အခါသူလည်းကင်မရာရှိကိုခိုးကြောင်ခိုးဝဲရောက်မလာပဲမနေနိုင်ခဲ့ဘူးသူကတရုတ်ဆောင်တယောက်ဖြစ်ချင်တယ်လို့အမြဲအိမ်မက်ခဲ့တာဆိုတော့သူ့အရေးချင်းတွေကိုထုတ်ပြဖို့ဆုံးဖြတ်လိုက်တယ်ပထမဆုံးဒေါသတကြီးမျက်နှာပေးနဲ့တရုတ်ဆောင်ပြတယ်ပြီးတော့တယောက်တည်းနဲ့စက်ကောင်တစ်ခုတရုတ်ဆောင်ပြတယ်ဒါပေမဲ့ရလက်ကတော့ရေးစရာကြီးပဲဖြစ်နေခဲ့တယ်နောက်တနေ့မနက်မှာသတင်းထောက်ကကင်မရာကိုပြန်လာယူဖို့အပြေးလွှားရောက်လာခဲ့တယ်သူကတက်ပြင်းချပြီးပြုံးလိုက်ရင်ကင်မရာကိုသူ့အတွက်တည်ပေးဖို့ကန့်လန့်လိုက်တယ်တကယ်တော့ဒါဟာ TV လိုင်းရဲ့ကင်မရာလုံးဝမဟုတ်ခဲ့ဘူးအဲ့ဒီအချိန်မှာသူတတိယသွားတယ်တကယ်တော့ဒါဟာမနေ့ကသူ့စီမှာမေ့ကြံသွားခဲ့တဲ့တငယ်ချင်းတယောက်ရဲ့ကင်မရာဖြစ်နေတာမကြခင်မှာပဲ TV အစီအစဉ်လွှင့်မဲ့အချိန်ရောက်လာခဲ့တဲ့အဖေဖြစ်သူကသူတို့တည်သမျှလူအားလုံးစီအပြေးလွှားအကြောင်းကြားလိုက်တယ်မိသားစုတစုလုံး TV ရှိမှာစိတ်လှုပ်ရှားစွာထိုင်ဆောင်နေကြပေမဲ့ TV ထဲမှာပေါ်လာတဲ့ရုပ်တံကသူတို့တရုတ်ဆောင်ထားခဲ့ကြတာနဲ့ဘာမှမဆိုင်ခဲ့ဘူးသူတို့အပြုမူတွေကပုံမှန်ပါပဲလို့ပရိသတ်ကိုအတင်းရှင်းပြနေတဲ့အစီအစဉ်တင်ဆက်သူရဲ့အတန်ကိုနားထောင်ရင်မိသားစုတစုလုံးရှက်လွန်းလို့မျက်နှာတော်မဖော်ရဲပဲခေါင်းတွေငုံထားမိကြတယ်ဒါထက်ပိုဆိုးတာကအခုသူတို့ပတ်ဝန်းကျင်ကလူတွေကိုဘယ်လိုမျက်နှာတော်ပြရတော့မှလဲ